ခင်ဗျားတို့တွေ fake it till you make it ဆိုတဲ့စကားကိုကြားဘူးလားမကြားဘူးရင်ကျွန်တော်နားလေးမှာဆိုင်ရထိုးပေးမယ်ကျွန်တော်စကားမပြီးဘူးထင် fake it till you make it ဆိုတာဗျာခင်ဗျားကသုံးတယောက်ဖြစ်လာတဲ့အချိန်သုံးတယောက်လိုမျိုးပြုမှုနေထိုင်ပြီးကြိုးစားဖို့ပြောနေတာဥပမာခင်ဗျားရမ်းချမ်းတဲ့လူတယောက်ဖြစ်ချင်ရမ်းချမ်းတဲ့လူတယောက်ကဘယ်လိုမျိုးကြိုးစားပြီးလုပ်မလဲဆိုတဲ့အတိုင်းပဲခင်ဗျားလိုက်ကြိုးစားရမယ်တကယ်အဲ့လိုမျိုးချမ်းသာတဲ့လူဖြစ်တဲ့အချိန်ကိုကကြိုးစားပြီးလုပ်တယ်ဆိုတဲ့သဘောမျိုးကိုပြောနေတာပြောရင်ကျွန်တော်တို့တော့အရင်ကအဲ့ဒါကြီးကတွေးဟဖြစ်တယ်ဗျဟန်ဆောင် fake ဆိုတာကြီးကကြာပြောရရင်ကျွန်တော်တို့တော့ကောင်းတဲ့စကားတော့မဟုတ်ဘူးဟန်ဆောင်တာကြီးကကောင်းပါမလားအရှိကိုရှိတိုင်းမကောင်းလားဆိုပြီးတွေးမိတယ်တကယ်တော့အဲ့လိုလည်းမဟုတ်ဘူးတခြားလေးစကားရဲ့အဓိပ္ပာယ်ကိုသိမှဥပမာကျွန်တော်အောင်မြင်တဲ့ content creator တယောက်ဖြစ်နေတယ်ဆိုပါတော့ကျွန်တော်အောင်မြင်တဲ့ content creator လိုမျိုးနေတိုင်း content တွေစဉ်းစားရမယ်အနေနဲ့ video ရေးရမယ်နေတိုင်းစကားပြောကျင်ရမယ်အဲ့လိုလုံးမှ content creator တယောက်စဖြစ်လာပါဗျဥပမာပြောရရင်အပြင်ကကိုယ့်ရဲ့ဘဝမှာပြောင်းလဲရင်ကိုယ့်ကိုအတွင်းထဲကစပြီးပြောင်းလဲတဲ့ပုံမျိုးပဲဥပမာခင်ဗျားချမ်းသာတဲ့လူတယောက်တော့မဟုတ်ရင်ရန်နာမည်ကြီးရဲ့အောင်မြင်တဲ့လူတယောက်ဖြစ်နေတယ်ဆိုပါတော့အဲ့လိုမျိုးဖြစ်ဖို့ဆိုရင်ခင်ဗျားချမ်းသာတဲ့လူတယောက်လိုမျိုးရန်နာမည်ကြီးတဲ့လူတယောက်မျိုးခုတည်းကစပြီးပြုမှုနေထိုင်မှတကယ်အဲ့လိုလူမျိုးဖြစ်လာမှာဖြစ်တယ်တကယ်တော့အဲ့ဒါအရန်ကောင်းတဲ့ code တစ်ခုပါ fake it till you make it do it man